ရားသခင်သည်သင်တို့နှင့်ရှိပါစေရှင်ယောဟန်ရေးထားသောသင်ရှင်တော်ဧဝံဂေလိကျမ်းသည်ခမည်းတော်သည်ငါကိုချစ်တော်မူကဲ့သို့ငါသည်သင်တို့ကိုချစ်၏ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့ငါသည်ခမည်းတော်၏ပညတ်တော်များကိုစောင့်ထင်း၍ကိုယ်တော်၏ချစ်ခြင်းမေတ္တာ၌တည်နေတကဲ့သို့သင်တို့သည်လည်းငါ၏ပညတ်တော်များကိုစောင့်ထင်းကြပါလျင်ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလိမ့်မည်ငါ၏ဝမ်းမြောက်ခြင်းသည်သင်တို့၌တည်ရှိစေခြင်းငှာ၎င်းသင်တို့၏ဝမ်းမြောက်ခြင်းသည်လည်းပြည့်စုံစေခြင်းငှာ၎င်းဤအကြောင်းအရာများကိုသင်တို့အားငါပြော၏ဘုရားခင်ဧဝံဂေလိနှုတ်ကပတ်တော်ပေသည်ဟုတ်ကဲ့တော်တခင်ကိုရောရှာချစ်ဖို့ထပ်နာရှိပါစေကျွန်တော်မေဂျမစာချောင်းကပေါ့ Professor လုံးကဒီစိန်ဘောအကြောင်းသင်တဲ့ခါမှာဗေဒလေးတွေပြောတယ်ဗေဒတို့မင်းတို့တွေစိန်ဘောကိုကျေးဇူးတင်မင်းဘာဖြစ်လဲဆိုရင်စိန်ဘောကြိုးစားလို့မဟုတ်ရင်မင်းတို့တွေအကုန်လုံးအရေးပြားလိချင်းခံရမှာလို့ psychosation ခံရမှာစိန်ဘောကြောင့်ငါတို့တွေ psychosation မခံရတာဒီအသင်းတော်ရဲ့ဒီပထမကျမ်းစာတွေဟာရှေးဦးအသင်းတော်ရဲ့အကြောင်းတွေဖြစ်တယ်လူအဖွဲ့အစည်းဆိုတော့လူအဖွဲ့အစည်းမှာရှိလေရှိတဲ့ဖြစ်တဲ့ပြဿနာလေးတွေအကြောင်းဖြစ်တယ်ဒီနေ့ခုနကြားနာတဲ့ကျမ်းချက်မှာတံပေတူကဒီဆုံးဖြတ်ချက်တစ်ခုချပြီးတော့အသင်းတော်တစ်ခုကိုလိုက်နာချင်တာပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင်ဘာသာတဲ့ဝင်လာတဲ့ဒီယုံကြည်သူအသစ်တွေကိုယူလူမျိုးရဲ့ထုံးစံကိုမလိုက်ခိုင်းတော့တာဒါဒုလူမျိုးထုံးစံဘာလဲဆိုလို့ရှိရင်သူတို့ကအရေပြားလိခြင်းကိုခံရတယ်ဘာဖြစ်လို့ဆိုရင်ဒီဥစ္စာကမိုးဆက်နဲ့ဘုရားသခင်တို့ပြင်ရင်ထားပြီးတော့ဒါဒီ sanctification နဲ့ a sign of symbol covenant လို့ခေါ်တယ်အဲ့ရလို့ကအခုဒီဇလန်ကဘလို့ဖြစ်လာလဲဆိုလို့ရှိရင်ပေါနဲ့ဘာနာဘတ်ကဘာသာတဲ့ဝင်လာပြီးတော့သူတို့ကဂျူးလူမျိုးတွေကိုတရားဒေသနာဟောကြားတဲ့အခါမှာဂျူးလူမျိုးတွေသူတို့ခဲနဲ့ပေါက်တတ်ဖို့ကြံတာကြောက်ခဲနဲ့ပေါက်တတ်ဖို့ကြံအဲ့တော့သူအသက်အန္တရာယ်ဆိုရင်တဲ့ကျန်တဲ့သူတို့လည်းပြောလိုက်တယ်အေးမင်းတို့ကအေးကွန်းဒီဖျားရဲ့နှုတ်ကပတ်တော်တရားကိုမင်းတို့ကနားမခေါ်ဘူးဆိုလို့ရှိရင်မင်းတို့ဟိုငါတို့တရားဟောစားလဲအကြောင်းမရှိတော့ဘူးငါတို့ဘာသာပတ်မှာတွားတော့တရားဟောမယ်ဆိုတော့ထွက်ပြေးပြီးတမဟောတော့ဘာသာရဲ့ဝင်လာတော့အဲ့မှာပြဿနာတက်တာဘာလဲအရေးပြားလိချင်းမင်္ဂလာဂျူးတွေကတော်ဟိုဟာတွေသူတို့ရဲ့ဟိုမှာစီကံဥပဒေအများကြီးထုတ်ထားတယ်မိုးဆယ်အဖြစ်ဘာလို့ထုတ်လဲဆိုလို့ရှိရင်ဒီအီဂျစ်တို့တိုင်းပြည်ရဲ့အီဂျစ်အမန်ဒီကန်နန်ပြည်တဲ့ဝင်ဖို့နှစ်ပေါင်း40လူအုပ်ကြီးဒီလူအုပ်ကြီးကမတထောင်ဖွားတယ်ဒီဟာတွေထိမ့်သိမ့်ဖို့ကစီကံတွေလို့တယ်နောက်ကျမ်းမာရေးစီကံတို့လူမျိုးရေးစီကံအများကြီးပြုနေထုတ်ဒါကြောင့်မို့တို့မှစီကံချက်တွေအများကြီးရှိတယ်တော့ဂျူးလူမျိုးတွေဝင်လို့ရှိရင်တင်ကြီးနာပါလဲအရေးပြားလိချင်းခံမှာအဲ့တော့အခုကခရစ်ယာန်နဲ့ဂျူးနဲ့မကွဲပြားသေးဘူးအရင်ခရစ်ယာန်လို့မခေါ်သေးဘူးအဲ့တော့သခင်ခရစ်တော်ကိုယုံကြည်တဲ့အခါမှာသခင်ခရစ်တော်ကဂျူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထုံးစံတွေလိုက်ရမယ်ဆိုပြီးတော့အငင်းပွားနေကြအငင်းပွားတော့ဘာဖြစ်လဲတန်ပေထရူဟာဆုံးဖြတ်ပေးတယ်အဲ့ဒီမှာစဉ်းစားစားတာဂျူးတွေပေါ့နော်သူတို့ကငါတို့နဲ့အမြင်မတူငါရန်သူဖွဲခြားပြီးတော့ဆက်ဆံတယ်ဖွဲခြားဆက်ဆံတယ်မလာနဲ့မပြုတ်နဲ့
မတူဘူးမတန်ဘူးဆိုပြီးတော့တက်လန်းကအဲ့ရစားပြဿနာရှိတာဒါကြောင့်မို့ဒီနေ့ကျမ်းစာထဲမှာဘုရားရှင်ကချစ်ပါငါ့ကိုချစ်ပါငါ့ကိုချစ်မင်းတို့လည်းငါချစ်မယ်မင်းတို့လည်းငါနေမယ်ချစ်ချင်းမေတ္တာတရားကိုဇောင်းပေးပြီးတော့မေတ္တာတရားဇောင်းပေးပြီးတော့တွန်းတင်တာမေတ္တာတရားရှိလို့ရှိရင်ဘာမှခွဲခြားပြီးတော့ဆက်ဆံတာမရှိဘူးအကုန်လုံးကတန်းတူပဲမေတ္တာတရားဖို့ထုံးတာဒါမေတ္တာတရားအရင်ရည်ကြည်တာဖြစ်တယ်ကြောက်ဒီမှာဘာသာတွေကိုပြန်နေဆန်းစစ်ငါလူတယောက်ကိုခွဲခြားပြီးတော့ဆက်ဆံနေသလားမတူမတန်ဘူးယုံကြည်ရာလူမျိုးအတိုင်းအောင်ပတ်စံရှိခြင်းမရှိခြင်းလုံချခြင်းမလုံချခြင်းဒါတွေကြည့်ပြီးတော့ခွဲခြားစိတ်ဖြာမယ်ဆိုလို့ရှင်ကျွန်တော်တို့တွေကဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာမှာမတည်တော့ဘူးဘုရားရှင်ပြောငါချစ်ချင်းမေတ္တာ၌တည်ဒီလိုရှိမင်းမလည်းငါတည်ပဲမင်းတို့ရဲ့ချစ်ချင်းမေတ္တာကိုပြေဝအောင်လုပ်ပေးမယ်လို့ပြောတာတော့ကဲလို့ကိုကသူတစ်ပါးကိုနှိမ့်ချတယ်မတူအဖက်မလုပ်ဘူးဆိုလို့ရှင်ခွဲခြားတာပဲလူချင်းတူတော့ဘာသာတစ်ခုထဲမှာတော့ဇက်တွေဒါသူများကိုဆိုကြတာမဟုတ်ဘူးနော်အဲ့လိုဇက်တွေပါတော့ဇက်မတူရင်ခါတဲ့နှိမ့်မင်းကနှိမ့်တယ်ခါကြလို့ရှိရင်မျိုးနဲ့ဆိုင်တာမင်းကမျိုးမစစ်ဘူးအဖေကထားလိုက်ပါတော့အဖေကဗမာအမေကပြင်တဲ့တစ်ခေါက်ပြောပြပါပြီအဲ့ကလေးထွက်လာတယ်လူသားပဲလေဒါပေမဲ့ဗမာတိုင်းဝိုင်းကလည်းဒီဗမာပြည်ပြန်လာရင်မျိုးမစစ်ဘူးကဗျာပြင်သစ်ပြည်မှာဒီကလေးလေးကဘာဖြစ်လဲမျိုးမစစ်ပါလဲကဗျာဗမာနဲ့အင်္ဂလိပ်ညာအဲ့လိုလုပ်ကောဒါကလူလေဘုရားရဲ့သားသမီးတွေဘုရားရဲ့ချစ်ချင်းတကယ်တော့ကိုယ်ဘုရားရဲ့ချစ်ချင်းမေတ္တာတာရှိမယ်ဆိုလို့ရှိရင်ခွဲခြားပြီးမရှိဘူးဒါကြောင့်ဒီမှာရှိတဲ့ဘာသာသူများဒီနေ့တနေ့တာမှာသူတစ်ပါးကိုမေတ္တာတရားရှေ့ထားပြီးတော့ခွဲခြားပြီးတော့နှိမ်ပြီးတော့ချုပ်ချပြီးတော့မဆက်ဆံတဲ့သူများဖြစ်နိုင်ကြပါစေ။